Free School for All ကိုရှောက်ဖို့အဆင်သင့်ဖြစ်ပြီလားဒီခရီးတစ်ဆောက်ဥဆောင်လမ်းပြဖေးဖို့ကျွန်တော်တို့ဒီနေရာမှာရှိနေပါတယ်ပထမအဆင့်ကကုမိသားစုအတွက်တင့်တော်မဲ့မူကြိုကျောင်းတွေကိုရွေးချယ်ဖို့နဲ့ရှောက်ထားဖို့ပါပုံမိုလေ့လာဖို့နဲ့ရှောက်ထားတင်ဖို့အတွက် pfa.multco.us မှာဝင်ရောက်ကြည့်ရှုပါကျွန်တော်တို့ကဒီလျှောက်လွှာတွေကိုကင်တွယ်ပြီးမိဘတွေရွေးချယ်တဲ့နေရာကမူကြိုကျောင်းမှာရနိုင်တဲ့နေရာတွေနဲ့ကလေးတွေကိုတွဲပေးပါတယ် Free School for All နေရာတစ်ခုအတွက်ကန့်လန့်ချက်မိသားစုတွေရရှိတဲ့အခါကျွန်တော်တို့ကမိသားစုတွေကိုအီးမေးလ်နဲ့အသိပေးပါတယ်နေရာထားဖို့ကန့်လန့်ချက်မရရင်လည်းရှောက်လွှာမှာဖော်ပြထားတယ်မူကြိုကျောင်းတွေရဲ့စောက်သူတွေစရင်းမှာရှိနေအောင်ပါpfa.multco.us ကိုဝင်ပြီးရှောက်လွှာတင်ပြီးတဲ့နောက်ရှောက်လွှာအခြေအနေကိုအချိန်မီစစ်ဆေးနိုင်ပါတယ်။နောက်ဆုံးသတင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီဖော်ပြထားပါတယ်။နေရာပေးဖို့ကန့်လန့်ချက်ရရှိတဲ့မိသားစုတွေကအတိပေးချက်ရတာနဲ့တပြိုင်နက်ရှောက်လွှာတင်ဖို့ဝင်ရောက်တဲ့နေရာကနေအီးမေးလ်မှာဖော်ပြထားတဲ့ရက်စွဲနောက်ဆုံးထားပြီးကိုကန့်လန့်ထားတဲ့နေရာကိုလက်ခံရပါမယ်။ဒါမှမဟုတ်ညှင်းပယ်ရပါမယ်။နေရာတစ်ခုလက်ခံရင်နောက်ဆုံးအဆင့်ကစာရင်းသွင်းဖို့ပါစာရင်းသွင်းတာကိုကလေးရဲ့မူကြိုကျောင်းမှာတင်ပြီးအောင်လုပ်ရပါမယ်စာရင်းသွင်းတဲ့အခါစာရင်းသွင်းဖို့လိုအပ်တဲ့တခြားစာရွက်စာတမ်းအပြင်လိပ်စာနဲ့ကလေးမွတ်တကြီးအတွက်အထောက်အထားစာရွက်စာတမ်းတွေကိုပါပေးဖို့လိုပါမယ်ကလေးမူကြိုကျောင်းစတင်မဲ့ရက်စွဲကြောင့်ဝန်ဆောင်မှုပေးသူနဲ့ပြောဖြစ်အောင်ပြောပါမူကြိုကျောင်းဝန်ဆောင်မှုပေးသူကစရင်သွင်းမိတာနဲ့တပြိုင်နက်ကလေးကိုစရင်သွင်းပြီးကြောင်းအသိပေးဖို့သူ့စီကအီးမေးလ်တစ်စောင်ရပါမယ်။ဒါကရှောက်လွှာတင်တဲ့ခရီးကပြီးသွားပြီ။ကလေးရဲ့မူကြိုကျောင်းခရီးစတင်ပြီးလို့ဆိုလိုတာပါ။ရှောက်လွှာတင်ဖို့ပုံမိုလေ့လာဖို့ဒါမှမဟုတ်ရှောက်လွှာတင်ဖို့အကူအညီယူဖို့အတွက် pfa.multco.us မှာဝင်ရောက်ကြည့်ရှုပါ။ရှောက်လွှာအတွက်မေးစရာရှိရင် pfa.support@multco.us ကိုဆက်သွယ်ပါဒါမှမဟုတ်933 988 9818ကိုဆက်သွယ်ပါအားလုံးကျေးဇူးတင်ပါတယ်